ကျွန်တော်ဒီ line ပေါ်မိတ်ဆွေများ86 96 2006 2016 2026ပေါ့ဗျာနော်အဲ့ဒီ96 86မှာကျွန်တော်တို့ဒီသူ့ရဲ့86ရဲ့ဒီ5ထိပ်ရဲ့ဒီ85 4ထိပ်ရဲ့4ထိပ်ရဲ့5ထိပ်ရဲ့နံပါတ်ပေါင်း4ထိပ်ရဲ့5ထိပ်ရဲ့ထိသီးနှလုံးပေါင်းချင်း9ဗရိတ်က3ဗရိတ်က9ဗရိတ်က6 3 9 6ဗရိတ်3ခုပေါင်းချင်းက6ဗရိတ်3ခုပေါင်းချင်းက6ဒီထိပ်စီးနဲ့4ထိပ်နဲ့5ထိပ်နဲ့ပေါင်းချင်းက9ဗရိတ်က6တကောထွက်ပေးရမှာပေါ့နော်ဒီ4နဲ့5နဲ့ပေါင်းချင်း9 3 6က6 9 6တကွက်ထွက်ပေးရမှာပေါ့နော်10ကွက်လိုင်းပေါ့ဗျာနော်အဲ့ဒီမှာ86 96 8ထိန်းနဲ့1ထိန်းနဲ့ပေါင်းချင်းဒီဒါ9ပေါ့ဗျာနော်9ပေါ့အဲ့ကြဒီဗရိတ်3ပေါ့3ဗရိတ်2ဗရိတ်1ဗရိတ်3 1 2ကဗရိတ်3ခုပေါင်းချင်းဒီလေသူက6ဒါ10ကွက်လိုင်းပေါ့ဗျာနော်ရှစ်နဲ့ပေါင်းချင်းဒီ9ဒီဗရိတ်3ခုပေါင်းချင်း3 1 2က6 86 96 2006ကျွန်တော်တို့ဒီမှာ5ထိပ်4ထိပ်5နဲ့4နဲ့ပေါင်းချင်းဒီ9 3ဗရိတ်5ဗရိတ်8ဗရိတ်ဒီ3 5 8ကလည်းကျွန်တော်တို့6ဗရိတ်3ပေါင်းချင်း6 5ထိပ်နဲ့4ထိပ်နဲ့ပေါင်းချင်းဒီကျွန်တော်တို့9ပေါ့ဗျာနော်ဒါ10ကွက်လိုင်းပေါ့ဗျာနော်10ကွက်လိုင်းပေါ့10ကွက်လိုင်းပေါ့အဲ့ဒီမှာ2016ကျွန်တော်တို့ဒီ8ထိပ်နဲ့1ထိပ်နဲ့ပေါင်းချင်းဒီ8ထိပ်နဲ့1ထိပ်နဲ့ပေါင်းချင်းကျွန်တော်တို့ဒါ9ပေါ့ဗျာ9ပြည့်ချင်းပေါ့ထိသီးနှလုံးပေါင်းချင်း9ပြည့်ချင်းရေကျွန်တော်တို့က4ဗရိတ်ရေ9ဗရိတ်ရေ3ဗရိတ်ရေ4 9 3ကလည်းကျွန်တော်တို့ဒါ6ဗရိတ်3ခုပေါင်းချင်းက6ထိသီးနှလုံးပေါင်းချင်းဒီကျွန်တော်တို့9ပေါ့ဗျာကျွန်တော်10ကွက်လိုင်းပေါ့ဗျာနော်အဲ့မှာဒီ2026ကိုကျွန်တော်တို့ခုပွဲဆိုလို့ရင်ကျွန်တော်တို့ကဒီမှာ3ထိပ်9ဖြစ်အောင်ကျွန်တော်တို့ကဒါ6ထိပ်6ကထိပ်ပေါ့ဗျာနော်6ထိပ်ပေါ့6ထိပ်ဆိုကျွန်တော်တို့ဗရိတ်3ခုပေါင်းချင်းက6ဆိုတော့ကျွန်တော်တို့2ဗရိတ်ရေ2ဗရိတ်ရေ2နဲ့ပေါင်းတော့4ပေါ့ဗျာနော်4ဆိုတော့ကျွန်တော်6ဖြစ်အောင်2ဗရိတ်ပေါ့ဗျာဒါဗရိတ်က2ပေါ့ဗျာဗရိတ်က2ပေါ့ဗရိတ်က2ဒါ3ဗရိတ်ပေါင်းချင်းဒီ6ပြရမှာဆိုတော့2ဗရိတ်ရေ2ဗရိတ်ရေ2ဗရိတ်ရေပေါင်းမှာကျွန်တော်တို့ဒါ2ဗရိတ်ရေ2ဗရိတ်ရေ2ဗရိတ်ပေါင်းမှာ6မှာဆိုတော့ဒါ6ပြချင်းပေါ့ဗျာနော်10ကွက်လိုင်းပေါ့ဗျာနော်အဲ့ဒီ10ကွက်လိုင်းမှာကျွန်တော်တို့ဟုတ်ပြီကျွန်တော်တို့က86ကိုကျွန်တော်တို့ကဒီထိပ်စီး4ထိပ်နဲ့5ထိပ်နဲ့ပေါင်းချင်းဒီ9ဒီ3ရယ်9ရယ်6ရယ်3 9 6ကဗရိတ်3ခုပေါင်းချင်းက6အဲ6ဆို10ကွက်လိုင်းကိုကျွန်တော်တကွက်တဲ့ချုပ်တော့ရင်သူကနေ1 2 3 4 5ချိန်မှာရှင်းနှလုံးက6ရယ်ဒီ9ရယ်ပေါင်းတော့ဒါ9ရယ်1ရယ်ပေါင်းတော့6ပေါ့ဗျာနော်9နဲ့9နဲ့6နဲ့9နဲ့ပေါင်းတော့9ရယ်1ရယ်ပေါင်းတော့6အဲ့တပင်ကျော်က4နောက်ပိတ်နဲ့ပေါင်းချင်းဒီကျွန်တော်တို့3ည5လုံးပေါင်းချင်းကျွန်တော်တို့3ညဖြစ်ချင်းနဲ့ဒီနှလုံးပေါင်းချင်းဒီ9ဒီဗရိတ်3ပေါင်းချင်းဒီ6ဒီတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်5ချိန်ရဲ့ဒီ4လုံးပေါင်းချင်းဒီ4လုံးပေါင်းချင်းဒီကျွန်တော်တို့ဒါ6တပင်ကျော်ကကျွန်တော်တို့4နောက်ပိတ်နဲ့ဒါ3ညဖြစ်ချင်းနဲ့တကွက်ပေါ့ဗျာနော်အဲ့ကြောင့်ဒုတိယကျွန်တော်တို့96 8နဲ့1နဲ့ပေါင်းချင်းဒီကျွန်တော်တို့9 3ဗရိတ်2ဗရိတ်1ဗရိတ်ဗရိတ်3ခုပေါင်းချင်းဒီ6ဒါ10ကွက်လိုင်း10ကွက်လိုင်းတော့1 2 3 4 5ချိန်မှာကျွန်တော်တို့ကရှင်းနှလုံးပေါင်းချင်းဒီ3ရယ်5ရယ်ပေါင်းချင်းကျွန်တော်တို့8ရယ်ဒီ4ရယ်ပေါင်းချင်း2ရယ်တပင်ကျော်ဖြစ်တပင်ကျော်က8နောက်ပိတ်နဲ့ပေါင်းချင်းဒီကျွန်တော်3ညပေါ့နော်ခဏ9လုံးပေါင်းချင်း3ညဖြစ်ချင်းနဲ့ကျွန်တော်တို့တကွက်တက်ထွက်ပေးရမှာပေါ့နော်ရှင်းနဲ့1နဲ့ပေါင်းချင်းဒီ9 3 2 1ကဗရိတ်3ချင်းပေါင်းချင်းဒီ6တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်မှာဒီနှလုံးရယ်ဒီကောင်းရင်9ရယ်ဒီ4ရယ်ပေါ့ဒီ4လုံးပေါင်းချင်းဒီ2
3 3ည5 4ရက်2ရက်တပင်ကျော်ကဒီ8နောက်ပိတ်နဲ့ပေါ့ကြီး3ညပေါ့ဗျာ3ညဖြစ်ခြင်းနဲ့ကျွန်တော်တို့ဒါတခွက်တည်းထွက်ပေးရမှာပေါ့ဗျာနော်အဲကြတော့2ကတ်ရှိသွားပြီ3ကတ်2006ကိုကျွန်တော်ဒီမှာ9ထိန်းနဲ့4ထိန်းနဲ့ပေါ့ကြီးဒီ9ရဲ့ကျွန်တော်တို့ကဒီမှာ3ပရိတ်5ပရိတ်10ပရိတ်3 5 8ဒီပရိတ်3ချင်းပေါင်းချင်းဒီကျွန်တော်တို့6ဆိုတော့ကျွန်တော်တို့က1 2 3 4 5ချိန်မှာကျွန်တော်တို့ဒီမှာ3ရဲ့9ရဲ့ပေါင်းတော့2 8ရဲ့ပေါင်း10 3ညရဲ့4ရဲ့ပေါင်းချင်းဒီ4ပေါ့ဗျာ4ရဲ့တပင်ကျော်ကကျွန်တော်3ညဖြစ်အောင်6နောက်ပိတ်နဲ့ပေါင်းချင်းဒီကျွန်တော်တို့က3ညပေါ့ဗျာနော်3ညဖြစ်ချင်းနဲ့သွားပေးရမှာဗျာနော်အဲကြောင့်9နဲ့4နဲ့ပေါင်းချင်းဒီကျွန်တော်တို့9ဖြစ်ချင်းဒေသီနှလုံးပေါင်းချင်း9ဒီပရိပုံသုံးပေါင်းချင်း6ဒီချိန်2ချိန်3ချိန်4ချိန်5ချိန်မှာဒီ3 3ညဟော9 3 8 4ရကျွန်တော်တို့9 3 8 4ကကျွန်တော်တို့ဟိုပါပေါ့4ပေါ့ဗျာ4ရဲ့တပင်ကျော်ကဒီ6နောက်ပိတ်ရဲ့3ညဖြစ်ချင်းနဲ့ကျွန်တော်တို့တကွက်တည်းထွက်ပေးရမှာပေါ့နော်3ညဖြစ်ချင်းနဲ့ဒီနောက်ထိုင်တွေကအဲ့မှာကျွန်တော်တို့3ကတ်ပြီးသွားပြီနော်4ကတ်2016မှာကျွန်တော်တို့ကဒီမှာ8ထိပ်1ထိပ်ထိသီးနှလုံးပေါင်းကြီးဒီ9နဲ့သွားမူတည်သွားအဲ့မှာ4ပရိတ်9ပရိတ်3ပရိတ်4 9 3ကလည်းကျွန်တော်တို့4 9 3ဆိုတာ3လေးပေါင်းကြီးဒီကျွန်တော်တို့ဒါ6ပေါ့ဗျာနော်6 3လေးပေါင်းကြီးဒီ6အဲ့သူကနေ1 2 3 4 5ချိန်မှာဒီကကနန်း5လုံးပေါင်းကြီးဒီ3 9 3 9 3 3ည6ဆိုတော့ဒီ4လုံးပေါင်းကြီးဒီကျွန်တော်တို့8ပေါ့ဗျာ9နဲ့3နဲ့ပေါင်း2ရဲ့3ညရဲ့ပေါင်းတော့3ညရဲ့ပေါင်းတော့2ရဲ့ဒီ6ရဲ့ပေါင်းတော့8အဲ့ကြောင့်ဒီတပင်ကျော်ကကျွန်တော်တို့2နောက်ပိတ်နဲ့ပေါင်းကြီးဒီကျွန်တော်ကနန်း5လုံးပေါင်းကြီးဒီ3ညဖြစ်ချင်းနဲ့ကျွန်တော်တကွက်တည်းထွက်ပေးရမှာပေါ့နော်ဒီလုံးပေါင်းချင်းကိုဒီပရိပေါင်းချင်း4 9 3က6ဒီချိန်2ချိန်3ချိန်4ချိန်5ချိန်မှာ9 3 3ည6က8တပင်ကျော်က2နောက်ပိတ်နဲ့3ညဖြစ်ချင်းနဲ့တကွက်တည်းထွက်ပေးရမှာပေါ့နော်အဲ့မှာကျွန်တော်တို့ဒီ9ကတ်မြောက်ဆိုလို့ကျွန်တော်ခုပွဲဆိုလို့ရင်ကျွန်တော်တို့ကဒီနှလုံးပေါင်းချင်းဒီ9ဆိုလို့ကျွန်တော်6ထိပ်ဒီနှလုံးပေါင်းချင်းဒီ9နဲ့6ထိပ်3နဲ့6နဲ့ပေါင်းမှ3နဲ့9ရမှာဆို6ထိပ်ရဲ့သူကဒီပရိပုံးပေါင်းချင်းဒီ6ဆိုတော့ကျွန်တော်တို့ကဒီမဲ့2ပရိဆိုတာ2ပရိပဲကျမ်းမှာ6ထိပ်ဒီနဲ့2ပရိပေါ့ဗျာ2ပရိ6ထိပ်စီးနဲ့ကျွန်တော်2ပရိကိုသူကနေ9ချိန်နဲ့1 2 3 4 5ချိန်မှာဒီ8နှလုံးပေါင်းချင်းဒီ6နဲ့1နဲ့ပေါင်းချင်းဒီခွန်နဲ့3ညနဲ့ပေါင်းတော့ခွန်ရဲ့ဒီ3ရဲ့ပေါင်းချင်းဒီ3ညဆိုတော့9လုံးပေါင်းချင်း3ညဖြစ်ရမှာဆိုတပင်းကျော်မှာကျွန်တော်3ညနောက်ပိတ်ပေးရမှာအဲကြောင့်3ညနောက်ပိတ်ဆိုတော့ကျွန်တော်တို့ကဒီမှာ2ပရိ3ခုပေါင်းချင်း6ဖြစ်ရမှာဆိုတော့2ပရိပဲလာပေးရမှာနော်2ပရိရမှာ660ပေါ့ဗျာ660ဆိုတဲ့ပါဗျာကျွန်တော်660တဲ့ဒါတကွဲဒါထွက်လိမ့်မယ်လို့ချင်းနေပါနော်ဘေးကြီးမှာထွက်မလုံးဒီကျွန်တော်ဒီမူလေးရကျွန်တော်ဘာလို့တော့ဒါဟိုပါပေါ့10ကွက်လမ်းကိုတကွက်တည်းကျွန်တော်ချုပ်ပေးလိုက်တာပါဗျာနော်ဒီနှလုံးပေါင်းချင်းဒီ9ဆိုရင်ဒီနှလုံးပေါင်းချင်း9ဆိုလို့ရင်ကျွန်တော်တို့က3နဲ့ကျွန်တော်3နဲ့6နဲ့ပေါင်းချင်းဒီကျွန်တော်တို့9ဒီပရိတ်3လုံးပေါင်းချင်းဒီ6ဆိုတော့2ပရိတ်6တိတ်ဒီနဲ့2ပရိတ်ဒီချိန်2ချိန်3ချိန်4ချိန်5ချိန်မှာကျွန်တော်ဒီနှလုံးပေါင်း6နဲ့နဲ့ခွန်နဲ့3ညနဲ့ပေါင်းတော့ခွန်ရင်300ပေါင်းချင်း10 3ညပေါ့ဗျာဒီပင်3ညပြအောင်တကွင်းကျော်3ညနောက်ပိတ်နဲ့ကျမှဆိုကျွန်တော်ဒီ660လေးရပေါ့နော်တဲတခွက်တည်းပါဗျာနော်ဘာလို့ဒီကနန်းလေးကိုကျွန်တော်တို့ကပြပေးရအောင်ဆိုတော့ကျွန်တော်တို့ကဒီမဲပြကနန်းဆိုတော့ကမထွက်ဘူးဆိုတာမရှိဘူးဗျာနော်လွယ်လေးတဲ့ထွက်တတ်တယ်ဗျာနော်အဲ့မှာဒီမှာ2ပရိတ်ဗျာဒါလွယ်ပေါ့ဗျာနော်2ပရိတ်ဆိုဒီမှာသူကလည်း2ပရိတ်ဗျာ2ပရိတ်သူကလည်း2ပရိတ်ဒီ2ပရိတ်မလာဘူးလို့ကျွန်တော်တို့ကဒါပြောလို့မရဘူးဗျာနော်ပြောလို့မရဘူးဗျာ2ပရိတ်မလာဘူးလို့ပြောလို့မရဘူးအဲကြောင့်ကျွန်တော်တို့ဒီ2ပရိတ်ကလည်းရှိနေလို့2ပရိတ်ကြီးမှဒီ660ကြီးမှပေးသွားရင်တော့ကျွန်တော်တို့ဒါခံပေါ့ဗျာနော်အဲကြောင့်ဒီ660တဲ့ကနန်းဒီကနန်းဒီစိုက်လေးကကျွန်တော်တို့ထွက်လိမ့်မယ်ထင်တာပဲဗျာနော်တပတ်ကိုတကွက်ပေါ့ဗျာဒီလိုလေးပေါင်းသွားပါကလန်နာရှိရလူများဒါဘယ်ချင်းထွက်မလို့တော့ကျွန်တော်တို့မသိဘူးဗျာနော်ဒါ6နှစ်ပရိတ်လက်ရှိလို့ကျွန်တော်ဒါပြပေးလိုက်ပါတနေ့သားမွေးကနန်းဒဲပါတနေ့သားမွေးကနန်းဒါကလန်နာရှိရလူများချဲဆရာများလည်းကြည့်လို့ယူလို့ရပါတယ်နော်တော့အဲ့အပြားရင်ဒီကောင်လေးလည်းကျွန်တော်နှစ်ပရိတ်လေးရလဲနှစ်ပရိတ်တော့သူကနှစ်ပရိတ်4ချက်မြန်ရိုက်သွားမလားပေါ့သူကခါကြောလွယ်လုံးတတ်တယ်ဗျာနော်အဲ့ဒါကြောင့်ကျွန်တော်ပြတာပါအဲ့ကြောင့်ခုကလည်းတစ်နှစ်စာကိုကျွန်တော်တို့က9000ပါဗျာတစ်နှစ်စာကို9000ပါကျွန်တော်တို့ကဒီမဲ့39ခွန်3 691ဒါ98နှစ်ကိုကျွန်တော်တို့ဆက်လို့ရပါတယ်တစ်နှစ်စာကိုကျွန်တော်တို့က9000ပါဗျာကျွန်တော်
ဝန်ညာတော့ဖုန်းကုန်းတော့6ခုတကိုရှင်းနေကိုဆက်လို့ရပါတယ်ကျွန်တော်12ချိန်နဲ့13ချိန်ကတအားကောင်းပါသေးတယ်ဗျာကောင်းပါတယ်ကျွန်တော်တို့ကတစ်ချိန်ပြီးခဲ့တဲ့ဘက်ကတော့လွဲသွားတယ်ပေါ့ဗျာအော်တာပေါ့နော်ဒီ2ချိန်လည်းရိုက်အောင်ပါပေါ့ဗျာနော်12ချိန်နဲ့ကောင်းတယ်13ချိန်လည်းကောင်းတယ်မဝင်တဲ့လူများကျွန်တော်တို့ကဒါတန်ရရမယ်ပေါ့ဗျာနော်တန်ရရမယ်စိုက်လက်တအားကောင်းပါတယ်မူလည်းကောင်းလာမှာတယ်ကျွန်တော်တစ်ချိန်လောက်တော့ကျွန်တော်တို့တစ်ချိန်ကတော့ပေးမှာပါဗျာမပူပါနဲ့ကျွန်တော်တို့နော်ပတ်တိုင်းမလွဲပါဘူးကျွန်တော်တကယ်အားလေးပြောနေကန်းလို့ချမ်းသာကြပါသေးဗျာဝင်တယ်မဝင်တဲ့လူတန်ရရမယ်9000နဲ့ပါဗျာနှစ်ကုန်ထိပေါ့နော်ကဲအားလုံးချမ်းသာကြပါသေးဗျာ